မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နဝမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့မြန်မာတတာလေးအကြောင်းကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်မြန်မာဒီခန်းစဉ်တွေနဲ့ပတ်သက်တဲ့မြန်မာတတာကတော့ရှေ့အလိုက်မှာနော်တင်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ဆက်လက်ပြီးတော့တင်ပေးမဲ့သင်ခန်းစာလေးကတော့ဘွင်းအတွင်းပေးထားသောနောက်ဆက်ပစ္စည်းများမှစီလျော်သောနောက်ဆက်ပစ္စည်းကိုရွေးချယ်ပြီးကွက်လက်များတွင်ဖြည့်ပါတဲ့နော်ဒီအပုတ်ကလေးကိုဆက်လက်ပြီးတော့ဖြည့်ပုံဖြည့်နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကကြီးကိုကြည့်အောင်ဆရာကြီးသည်ကျောင်းအုပ်ချုပ်ရေးကွက်လက်သင်ကြားရေးကိုကွက်လက်တာဝန်ယူရာသည်တဲ့သူကပေးထတာလဲကွက်လက်လဲသူကတစ်ခုတည်းပို့တဲ့နော်ကွက်လက်ကိုဖြည့်နီးကွက်လက်နှစ်ခုဖြည့်နီးနော်ကွက်လက်နှစ်ခုဖြည့်ပေးရမှာနောက်တစ်ခုကအပြင်လဲကဲဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုရင်လဲရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့လဲဆိုတာတူညီမှုကိုဖော်ပြတာနှိုင်းယှဉ်မှုကိုဖော်ပြတာလုပ်ငန်းနှစ်ခုတူညီတဲ့လုပ်ငန်းနှစ်ခုကိုဖော်ပြခြင်းရင်လဲကိုသုံးတယ်နော်နောက်တစ်ခုကအပြင်ဆိုတာတစ်ခုတည်းပို့ပြီးတော့တာဝန်ယူရတယ်တစ်ခုတည်းပို့ပြီးဖော်ပြရတဲ့အသုံးအနှုန်းမှာအပြင်လို့နော်ဆိုတဲ့အသုံးအနှုန်းနဲ့သုံးတယ်ကဲဒါဆိုရင်ဒီမှာကြည့်အောင်ဆရာကြီးသည်ကျောင်းအုပ်ချုပ်ရေးကွက်လက်သင်ကြားရေးကိုကွက်လက်တာဝန်ယူရသည်တဲ့ဒါဆိုရင်ဆရာကြီးကကျောင်းအုပ်ချုပ်ရေးနဲ့သင်ကြားရေးနှစ်ခုကိုတွဲပြီးတော့တာဝန်ယူရတာဒါဆိုရင်နော်တူညီတဲ့နော်ကဏ္ဍနှစ်ရက်မဟုတ်တဲ့အတွက်ကြောင့်မလို့လဲသည်မဖြစ်နိုင်ဘူးတစ်ခုတည်းပို့ပြီးတော့နော်ကဏ္ဍနှစ်ရက်ကိုတာဝန်ယူရတဲ့အတွက်ကြောင့်မလို့အပြင်လဲဆိုတာဖြစ်နိုင်မယ်ဒါဆိုရင်ဖြစ်ကြအောင်ဆရာကြီးသည်ကျောင်းအုပ်ချုပ်ရေးအပြင်သင်ကြားရေးကိုလဲတာဝန်ယူရသည်ကဲဒါဆိုရင်သူ့ရဲ့အဖြေသည်အပြင်လဲဒါဆိုရင်ဖြစ်ကြအောင်ဒီနေရာလေးမှာအပြင်ဒါလေးဟာလဲနော်ဒီလိုမျိုးလေးဖြည့်လိုက်ရင်ရတယ်ဒါမှမဟုတ်ရင်ဒီလိုကောက်ကလေးချစ်လိုက်မယ်အပြင်လဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်လူဆိုးများကိုရဲအဖွဲ့ကဖမ်းဆီးကွက်လက်ရဲစခန်းသို့ခေါ်ဆောင်သွားသည်သူကပေးထတာရွေ့နဲ့ကားဆိုပြီးတော့ရင်နှလုံးကိုပေးထားတာဖြစ်ပါတယ်ဒါဆိုရင်ကားဆိုတာဘာလဲကားဆိုတာကနော်ဒီပြိုင်နယ်ထဲမှာအရာဝတ္ထုနှစ်ခုပြုတ်လုသွားတာကိုပြချင်ရင်ကားဆိုတဲ့စကားလုံးကိုသုံးတယ်နောက်တစ်ခုကရွေ့ဆိုတာကတော့အကြောင်းအရာနော်အကြောင်းအရာတစ်ခုမှာနော်ဖြစ်ပေါ်လာတဲ့ရလဒ်အကြောင်းအရာတစ်ခုကိုမူတည်ပြီးတော့ရလဒ်ကိုဖော်ပြခြင်းရင်ရွေ့ကိုသုံးတယ်ကဲဒါဆိုရင်ဒီစာပိုက်မှာဒီစာကြောင်းမှာကြည့်အောင်လူဆိုးများကိုရဲအဖွဲ့ကဖမ်းဆီးကွက်လက်ရဲစခန်းသို့ခေါ်ဆောင်သွားသည်နော်သူကဒီပြိုင်နယ်ထဲမှာအရာနှစ်ခုကိုနော်ပြုတ်လုသွားတာနော်ရဲတပ်ဖွဲ့ကနေပြီးတော့ရင်လူဆိုးတွေကိုဖမ်းဆီးတယ်နောက်ရဲစခန်းကိုခေါ်ဆောင်သွားတယ်ကဲဒါဆိုလို့ရှိရင် तू ကအဖြေသည်အသင့်တော်ဆုံးအဖြေသည်ဘာလဲဆိုတော့ကာပေါ့လူဆိုးများကိုရဲအဖွဲ့ကဖမ်းဆီးကရဲစခန်းသို့ခေါ်ဆောင်သွားသည်ကဲဒါဆိုရင်သူ့ရဲ့အဖြေလေးကတော့ကာပေါ့ကဲနောက်ထပ်နံပါတ်ကငယ်မြဝတီမင်းကြီးဥစ္စာမှာလက်ယုံရည်ကွက်လက်နှလုံးရည်ကွက်လက်ရှိသည်တဲ့သူကပေးထားတာပထမကွက်လက်ကတာမကကွက်လက်လဲနောက်တစ်ခုကတာမဟုတ်ကွက်လက်လဲကဲဒါဆိုရင်တာမကဆိုတာဘာတော့တာမဟုတ်ဆိုတာဘာတော့ဆိုတော့တာမကဆိုတာတခုတည်းမဟုတ်ဘဲနဲ့တခြားအရာတွေပါပေါင်းဝင်တာကိုတာမကနဲ့သုံးပြီးတော့တာမဟုတ်ဆိုတာကတော့ရွေးချယ်မှုတွေကိုနော်ရွေးချယ်မှုတွေကိုဖော်ပြတဲ့နေရာမှာတာမဟုတ်ကိုသုံးတယ်ဒါဆိုရင်ဒီကွက်လက်ကိုကြည့်အောင်မြဝတီမင်းကြီးဥစ္စာမှာလက်ယုံရည်ကွက်လက်နှလုံးရည်ရှိသည်တဲ့နော်ဒါဆိုရင်တစ်ခုတည်းမဟုတ်ဘဲနဲ့တစ်ခုတည်းပိုးပြီးတော့ရှိရင်တာမကကိုသုံးတယ်ဆိုတဲ့အတွက်ကြောင့်မလို့မြဝတီမင်းကြီးဥစ္စာမှာလက်ယုံရည်တာမက
နှလုံးရည်လဲရှိသည်ဒါဆိုရင်တာမဟုတ်နဲ့မသုံးပဲနဲ့တာမကဆိုတဲ့နော်ဒီပထမကွက်လက်နဲ့သုံးမှာဖြစ်ပါတယ်နော်ကဲဒါဆိုရင်နံပါတ်ကာကြီးကိုကြည့်အောင်ဖျားဖူးများသည်ကင်မွန်းစခန်း၌ခိတ္တနာပြီးကွက်လက်ကြိုက်ချီခိတ္တနာပြီးကွက်လက်ကြိုက်ချီရောဖျားတို့ခရီးဆက်ကြသည်တဲ့သူကပေးထတာကာနဲ့ရွေ့နဲ့ကဲဒါဆိုရင်ကာဆိုတာဘယ်လိုသုံးလဲဆိုတော့ပထမတစ်ပုဒ်မှာလည်းပြောပြပြီးသွားပြီကာဆိုတာကတပြိုင်နက်တည်းမှာအရာနှစ်ခုကိုပြသခြင်းတဲ့နေရာမှာကာကိုသုံးပြီးတော့ရွေ့ဆိုတာကတော့အကြောင်းရင်းနဲ့ရလဒ်ကိုဖော်ပြတဲ့နေရာမှာရွေ့ကိုသုံးတယ်ကဲဒါဆိုရင်ဖျားဖူးများသည်ကင်မွန်းစခန်း၌ခိတ္တနာပြီးကွက်လက်ကြိုက်ထီယိုဖျားတို့ခရီးဆက်ကြသည်နာပြီးနော်ကင်မွန်းစခန်းမှာခိတ္တနာပြီးတော့ကြိုက်ထီယိုဖျားကိုဆက်တက်တာနော်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့နော်အကြောင်းရင်းကိုပြပြီးရလက်ကိုဖော်ပြတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာအသင့်တော်ဆုံးနောက်ဆက်ကလေးကဘာလဲဆိုတော့ရွေလေးပေါ့ဖျားဖူးများသည်ကင်မွန်းစခန်း၌ခိတ္တနာပြီး၍ကြိုက်ထီယိုဖျားတို့ခရီးဆက်ကြသည်တဲ့ကဲဒါဆိုရင်သူ့ရဲ့အဖြေလေးကတော့ရွေပေါ့နော်ကဲဒါဆိုရင်နံပါတ်5တက်မတော်၌အမျိုးသားများကွက်လက်အမျိုးသမီးများကွက်လက်တာဝန်ထမ်းဆောင်ကြသည်တဲ့သူကတက်မတော်မှာအမျိုးသားများကွက်လက်အမျိုးသမီးများသူကပေးထားတဲ့တာမကလဲတာမဟုတ်လဲနော်ကဲဒါဆိုရင်ဒီနေရာမှာစောစောကတပုတ်မှာလည်းပြောထားပြီးပြီတာမဟုတ်ဆိုတာရွေးချယ်မှုကိုဖော်ပြတဲ့နေရာမှာတာမဟုတ်ကိုသုံးတယ်တာမကဆိုတာတခုတည်းမဟုတ်ပဲတခြားအရာတွေပါဝင်တဲ့နေရာတွေမှာလည်းသုံးတယ်ဒါဆိုရင်တက်မတော်နဲ့အမျိုးသားများကွက်လက်အမျိုးသမီးများတာဝန်ထမ်းဆောင်ကြသည်တဲ့ကဲဖြစ်ကြအောင်တက်မတော်၌အမျိုးသားများတာမကအမျိုးသမီးများလည်းတာဝန်ထမ်းဆောင်ကြသည်တဲ့ကဲဒါဆိုရင် तू ကပေးထားတဲ့အဖြေဒီဒါလေးပေါ့ကဲဒါလေးကတော့နော်ကွင်းအတွင်းမှာပေးထားတဲ့နောက်ဆက်ပစ္စည်းတွေကနေစီလျော်တဲ့နောက်ဆက်ပစ္စည်းလေးကိုရွေးချယ်ပြီးကွက်လက်များတွင်ဖြည့်ပါဆိုတဲ့ကွက်လက်ဖြည့်တဲ့နော်ပထမကွက်လက်ဖြည့်5ခုကိုပြောပြပေးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ထပ်ကွက်လက်5ခုလေးကိုတခါတည်းဆက်ပြီးတော့ပြောပြလိုက်ရအောင်ကွင်းအတွင်းတွင်ပေးထားသောနောက်ဆက်များမှာစီလျော်သောနောက်ဆက်ကိုရွေးချယ်ပြီးကွက်လက်များတွင်ဖြည့်ပါတဲ့နော်ကာကြီးရပါလဲဆိုတော့တင်တို့သည်ဘာသာတိုင်း၌အမှတ်40ရကွက်လက်စာမေးပွဲအောင်မည်တဲ့သူကပေးထတာလျင်နဲ့မှနော်လျင်နဲ့မှဒါဆိုရင်လျင်ရဲ့အဓိပ္ပာယ်လေးကိုကြည့်အောင်လျင်ဆိုတာဘာလဲနော်တစုံလျင်ဆိုတာဘာလဲဆိုတော့တစုံတစ်ခုဖြစ်မယ်ဆိုရင်နော်တစုံတစ်ခုဖြစ်မယ်ဆိုတဲ့အနေနဲ့သုံးတယ် if ဆိုတဲ့စကားလုံးလို့ပေါ့တစုံတစ်ခုဖြစ်မယ်ဆိုရင်တဲ့နေရာမှာလျင်ကိုသုံးတယ်ဒါဆိုရင်မှဆိုတာကတော့စတင်တဲ့အချိန်နေရာကိုဖော်ပြတယ်တာမန်ထက်ပိုပြီးတော့နော်ကန့်သက်ချက်တွေရှိတဲ့နေရာတွေမှာသုံးတဲ့စကားလုံးကိုမှကိုသုံးတယ်ဒါဆိုရင်နော်သင်တို့သည်ဘာသာတိုင်း၌အမှတ်40ရကွက်လက်စာမေးပွဲအောင်ပြီသူကမဖြစ်မနေဘာဖြစ်တယ်လဲအမှတ်40ရမှာအမှတ်40ရမှာစာမေးပွဲအောင်ပြီနော်မဖြစ်မနေရမယ်နော်ဖော်ပြရမယ့်နေရာတွေမှာမှကိုသုံးတာဖြစ်ပါတယ်ဒါဆိုရင်ဒီအဖြေရဲ့ဒီကွက်လက်ကလေးရဲ့အဖြေကတော့မှားလေးပေါ့ဒါဆိုရင်နံပါတ်ခါဝေးကြည့်အောင်မိုးသည်တအုံအောင်မြီးကွက်လက်တီးထန်စွာရွာနေသည်တဲ့ကဲဒါဆိုရင်မိုးသည်နော်တအုံအောင်မြီးတီးထန်စွာရွာနေသည်သူကပေးထားတာကာနဲ့လျက်ဆိုတာဘာလဲဆိုတော့နော်အရေးကိစ္စဖြစ်နေတဲ့အချိန်မှာနော်သက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေတဲ့နော်အရေးကိစ္စဖြစ်နေတဲ့အချိန်သက်ဆိုင်တဲ့အရာတစ်ခုဖြစ်နေတဲ့နေရာတွေမှာလျှက်ကိုဖော်ပြတယ်ဆက်ပြီးလှုပ်ဆောင်နေတဲ့အရာတွေမှာလည်းလျှက်ကိုသုံးတယ်ကဲဒါဆိုရင်ကာကိုကြည့်အောင်ကာကတော့ဒီပြိုင်နဲ့ထဲမှာအရာနှစ်ခုကိုပြတ်သားခြင်းလို့ရှိရင်ကာကိုသုံးတယ်ဒါဆိုရင်
ဒီအဖြေကိုကြည့်အောင်မိုးသည်တအုံအုံမြည်ကွက်လက်တီးထန်စွာရာရွာနေသည်တဲ့နော်ဒါဆိုရင်အရာဝတ္ထုတစ်ခုကနော်ဖြစ်နေတယ်ဆက်ပြီးတော့နော်လှုပ်ဆောင်နေတယ်ဆိုတဲ့အတွက်ကြောင့်မလို့နော်လျှက်ကလေးနဲ့သုံးမှာဖြစ်ပါတယ်မိုးသည်တအုံအုံမြည်လျက်တီးထန်စွာရွာနေသည်နော်သူကဘာလဲဆိုတော့နော်တအုံအုံမြည်ပြီးတော့တီးထန်စွာရာနေတာအရေးကိစ္စတစ်ခုဖြစ်နေပြီးတော့ဆက်ပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေမှာလျှက်ကိုသုံးတာနောက်နံပါတ်ကငယ်သူတစ်ပါးရဲ့ပစ္စည်းခိုးကွက်လက်အဖက်ခံရလိမ့်မည်တဲ့သူကပေးတာကနဲ့လျင်နဲ့ကဆိုတာဘာလဲဆိုတော့သဘောတူခံယူတဲ့သူကိုပြတဲ့နေရာမှာကကိုသုံးတယ်လျင်ဆိုတာကတော့နော်တစုံတစ်ခုဖြစ်မယ်ဆိုရင်ဖြစ်မယ်ဆိုတဲ့အနေနဲ့သုံးတာကဲဒါဆိုရင်သူတစ်ပါးရဲ့ပစ္စည်းကိုနော်သူတစ်ပါးရဲ့ပစ္စည်းကိုခိုးကွက်လက်အဖမ်းခံရလိမ့်မည်တဲ့သူတစ်ပါးရဲ့ပစ္စည်းကိုခိုးရင်အဖမ်းခံရမှာပေါ့ကဲဒါဆိုရင်သူ့ရဲ့အဖြေရတော့လျင်ပေါ့ဒါဆိုရင်ကာကြီးလေပြင်းကြောင့်အုံးလက်တို့သည်အချင်းချင်းထိခတ်ကွက်လက်တယုံယုံမြည်နေသည်တဲ့သူကပေးထတာလျှက်နဲ့ကာလျှက်နဲ့ကာမှာကြည့်မယ်ဆိုရင်ကာဆိုတာဒီပြိုင်နဲ့ထဲမှာအရာဝတ္ထုနှစ်ခုဖြစ်နေတာကိုပြသခြင်းတဲ့နေရာမှာကာကိုသုံးတယ်လျှက်ဆိုတာကတော့ခုနကလည်းပြောပြပြီးပြီဒါဆိုရင်ဒီအဖြေကိုကြည့်အောင်လေပြင်းကြောင့်အုံးလက်တို့ဟာနော်အချင်းချင်းနော်ထိခတ်ကွက်လက်တယုံယုံမြည်နေတဲ့ထိခတ်နေတဲ့အတွက်ကြောင့်မလို့သူကဘာလဲနော်အုံးလက်တရားအချင်းချင်းထိခတ်နေတဲ့အတွက်ကြောင့်မလို့တယုံယုံမြည်နေတယ်ဆိုတော့အဖြေဒီဘာလဲဆိုတော့နော်ကာပေါ့ဒီပြိုင်နဲ့ထဲမှာအရာဝတ္ထုနှစ်ခုဖြစ်ပြနေတာလေပြင်းကြောင့်အုံးလက်တို့သည်အချင်းချင်းထိခတ်ကာတယုံယုံမြည်နေသည်နောက်တစ်ခုကနံပါတ်5မောင်ပသည်တချင်းဆိုကွက်လက်ရေချိုးနေသည်သူကဘာလဲဆိုတော့ကာနဲ့ယင်းဆိုတာတစ်ခုခုကိုနော်တခုခုကိုလှုပ်တယ်ဆိုတဲ့အခြေခံပြီးတခုခုကိုလှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယင်းလို့ခေါ်တယ်ဥပမာတချင်းနားထောင်နေရင်စာရေးတယ်နော်ဒါကိုယင်းလို့ဆိုတယ်ကာကတော့အခုနကလည်းပြောပြပေးပြီးသွားပြီဒီပြိုင်နယ်ထက်မှာအရာနှစ်ခုပြသခြင်းတဲ့နေရာမှာသုံးတယ်ဒါဆိုရင်ဒီစာကြောင်းလေးပြန်ကြည့်အောင်မောင်ပသည်တချင်းဆိုကွက်လက်ရေချိုးနေသည်ဒါဆိုရင်မောင်ပဟာတချင်းဆိုရင်ဘာလုပ်နေတာလဲရေချိုးနေတာပေါ့နော်ဒါဆိုရင်တခုခုကိုအခြေခံပြီးတခုခုကိုလုပ်နေတယ်ဆိုတဲ့အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ तू ဟာရင်းပေါ့သူ့ရဲ့အဖြေဟာကဲဒါလေးကတော့ဒီနေ့နဝမတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ခွင်းအတွင်းတွေမှာပေးထားတဲ့နောက်ဆက်တွေကနေပြီးတော့ရင်စီလျော်တဲ့နောက်ဆက်ကလေးတွေကိုနော်ရွေးချယ်နော်ကွက်လက်ဖြည့်နည်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်